အားလုံးပဲမင်္ဂလာပါခင်ဗျာ APK Blog ရဲ့ရဆိုင်လန်တို့ခီးသွားခြင်းအပိုင်းနှစ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မနေ့တော့ကျွန်တော်ကောင်မလေးနဲ့တူတူအဲ့ရကဆော့ဆော့ထားပြီးတော့ကျွန်တော်တို့တွေစီဝိုးကိုသွားလေဖို့အတွက်ပြင်ဆင်ခဲ့ကြပါတယ်စီဝိုးကိုသွားဖို့အတွက်ဟိုတယ်ကနေကျွန်တော်တို့တွေတက်စီစီးပြီးသွားခဲ့ရပါတယ်ကားကအထဲထိမဝင်မဲ့ကားပါကင်မှာပဲရပ်ပေးလို့ရရဲဆိုပါအကြောင်းကျွန်တော်တို့တွေလမ်းနဲ့အဝေးကြီးရှောက်ခဲ့ရပါတယ်စီဝိုးကိုရောက်နေပါပြီကျွန်တော်တို့တွေအထဲကိုဝင်ပြီးရတယ်ပထမဦးဆုံးလောက်ရတာကတော့ကျွန်တော်တို့ရဲ့အိတ်တွေကိုစစ်ဆေးရတာပါဒီနိုင်ငံကလုံခြုံရေးမှာပထမဦးစားပေးဆိုတဲ့အတွက်ကြောင့်မို့လို့လုံခြုံရေးကတော့အရန်ကိုမှတင်းကျပ်ပါတယ်ဒါကတော့စစ်ဆေးရေးဂိတ်တွေအားလုံးကိုဖျက်ပြီးပထမဦးဆုံးမြင်ရရင်မြင်ဝင်ဖြစ်ပါတယ်သူကအလဲမှာကဘာလုံးပုံစံကြီးစောက်ထားပြီးတော့ဘေးပက်လက်မှာလည်းကိုသွားလည်မဲ့နေရာတွေရဲ့လူကိုတွေကိုဖော်ပြပေးထားပြီးတော့အရန်ကိုလှပါတယ်ကျွန်တော်တို့တွေအထဲကိုရှောက်ပက်ကြည့်ရင်လည်းတမ်ချုပ်အရှင်လေးတွေ့ရတယ်ကျွန်တော်ကောင်မလေးကမကန်ဘူးလို့ကန်ကြီးကျင်နေဆိုတာနဲ့ကျွန်တော်တို့တွေဝင်ပြီးတော့ကန်ကြီးခဲ့ပါသေးတယ်ဒါကတော့ကျွန်တော်ကင်မရာတကားကနေငမန်းပေါက်လေးတွေကိုလိုက်ပြီးတော့ရိုက်နေတာဖြစ်ပါတယ်ဒီငမန်းပေါက်လေးတွေကကန်ကြီးလိုလည်းရရဲဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေကန်ကြီးခဲ့ပါသေးတယ်ငမန်းပေါက်လေးဆိုပေမဲ့ကြောက်စရာတော့မရှိပါဘူးသူတို့ကမကြိုက်တဘူးလို့လည်းပြောပါတယ်ဒီဘေးနာကအင်ကြီးအပြန်တဲ့လူကြီးကတော့သူကတာဝန်ရှိသူဖြစ်ပြီးတော့တေချာလေးလိုက်ပြီးရှင်းပြပါတယ်ကျွန်တော်ကောင်မလေးကတော့ငမန်းလာတာစောင်းပြီးငမန်းလာနဲ့ငမန်းကြောကုန်းလေးကိုလှမ်းပြီးကန်ကြည့်ပါတယ်မလိုက်ထိကြောက်လို့ကျွန်တော် UAE နိုင်ငံလုံးမှာကျွန်တော်ရောက်ဘူးတမျက်နေရာအားလုံးမှာကျွန်တော်သတိထားမိရတဲ့တစ်ခုကတော့သူတို့ကဘယ်နေရာမှာဘာပဲတိဆောက်လဲပဲတဲ့နေရာအားလုံးမှာသူတို့နိုင်ငံရဲ့ယဉ်ကျေးမှုရိုးရာအမွေအနှစ်တွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့တဖြည်းဖြည်းနဲ့ဆက်ပြီးတော့ရှောက်လာလိုက်တာရှေ့မှာ underwater ဆိုတဲ့နေရာလေးတွေ့ရတယ်ကျွန်တော်တို့ရောက်ပါကိုတွားရောက်စူးစမ်းမှုတွေပြင်ဆင်ခဲ့ပါတယ် Let's go to underwater. Woo! Yo. ဒါကတော့ရေရောက်ကပါနေစောင့်ဝင်သွားရင်ပထမဦးဆုံးတွေ့ရတဲ့နေရာလေးပါဒီထဲမှာကတော့မီးအောင်မျိုးစုံနဲ့စီးစရာမျိုးစုံရှိပါတယ်သူတို့ကတော့တကယ်ရေအောက်နေရာလေးရောက်သွားတယ်လို့တေချာလေးဖန်တီးပေးထားတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ခိုးပြီးတော့လုပ်ခဲ့ရတခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်အခုပြထားတဲ့ဗီဒီယိုတွေကအတန်းကျွန်တော်တို့ဒီဆက်ကြီးစီးတဲ့အခါမှာသူတို့ကကင်မရာမယူဖို့ကိုသတိပေးပါတယ်ဒါပေမဲ့ကျွန်တော်ကတော့မှတ်တမ်းတင်ခြင်းလို့အားကြည့်ရတဲ့ကင်မရာကိုခိုးယူပြီးတော့ကျွန်တော်မှတ်တမ်းတင်ခဲ့ပါတယ်ခုနကစီးတဲ့နေရာမှာစီးရမျိုးစုံရှိပါတယ်ဒါပေမဲ့စီးရတာအားလုံးကအနေအများရဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ကဗီဒီယိုရိုက်ခွင့်ကိုတော့ပိတ်ပင်ထားပါတယ်ဒီလိုနဲ့ကျွန်တော်တို့တဖြည်းဖြည်းဆက်ပြီးတော့သွားလာလိုက်တာတကယ်ရေအောက်နေရာရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့ရေအောက်ကဘာကိုရောက်သွားပါပြီဒီလိုနဲ့တဖြည်းဖြည်းချင်းရေအောက်ကိုဆင်းသွားလိုက်တာရေအောက်မီတာတော်တော်အနက်ကိုရောက်တဲ့ခါမှာတော့တကယ်၅မျိုးစိတ်မျိုးစုံနဲ့ငမန်းမျိုးစိတ်မျိုးစုံကိုကျွန်တော်တို့ရေအောက်အလေကောင်တက်မှာကြည့်ရှုလို့ရပါတယ်ဒီလိုနဲ့လမ်းကြုံတော့ကျွန်တော်ကောင်မလေးလေရေအောက်ကဘာထဲမှာပဲလက်ထပ်ခဲ့ပါတယ်လက်ထပ်တယ်ဆိုတာတယောက်လက်ပေါ်တယောက်ထပ်တာကိုပြောတာပါဒီလိုနဲ့ကျွန်တော်တို့အပြင်ကိုထွက်လာလိုက်တာကျွန်တော်ကဘာပေါ်မှာတစ်ခါမှမမြင်ဘူးတဲ့ငှက်မျိုးစိတ်တစ်မျိုးကိုတွေ့ပါတယ်ဒီငှက်မျိုးစိတ်ကိုတော့ကျွန်တော်ဒီမှာပထမဦးဆုံးမြင်ဘူးတာပေါ့နော်ဒီငှက်မျိုးစိတ်ကဘာငှက်မျိုးစိတ်လဲဆိုတာကိုသိရင် comment မှာရေးသွားကြပါအောင်ခင်ဗျာကျွန်တော်လည်းထူးထူးဆန်းဆန်းတွေ့ရတယ်ကျွန်တော်ရဲ့ကင်မရာစတန်ကြီးကိုအရှိထုတ်ပြီးတော့ငှက်ကိုအနီးကပ်ရိုက်ကူဖို့ပြင်ဆင်ပါတယ်တကယ်တော့ဒါကခွင့်မပြုပါဘူးဒါပေမဲ့ကျွန်တော်ကတော့မရအောင်ရိုက်ခဲ့ပါတယ်အဲ့ဒီလိုနဲ့ကျွန်တော်တို့တွေ Dolphin Show ပြမယ်အချိန်လေးနဲ့နီးကပ်လာဖြစ်တဲ့အတွက်ကြောင့် Dolphin Show သွားကြည့်ဖို့အတွက်ပြင်ဆင်ပါတယ်ကျွန်တော်တို့ကစီးဝါးပြီးရင် water walk ကိုလည်းတွားပြီးတော့ရေကူးမှဖြစ်တဲ့အတွက်ရေကူးဝတ်စုံလိုပါတယ်ကျွန်တော်တို့မှာရေကူးဝတ်စုံယူလာဖို့မေ့ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကောင်မလေးတို့ရေကူးဝတ်စုံဝယ်ပေးရပါတယ် Do you have swimming suit for the lady? Yeah. Can I take video right? ဆိုင်ရှင်ကြီးကတော့စိတ်ရှည်လက်ရှင်နဲ့ရှင်းပြရှာပါတယ်စိတ်ရှည်လက်ရှင်နဲ့ရှင်းပြရဆိုပြီးဝယ်လိုက်တာဈေးကြီးနဲ့ပေးဝယ်ခဲ့ရပါတယ်အင်ကြီးဝယ်ပြီးတော့ကျွန်တော်တို့ရေ Dolphin Show ပြဖို့အတွက်အချိန်ကြီးကနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ Dolphin Show ကြည့်ဖို့အတွက်အပြေးလွှတ်သွားခဲ့ပါတယ်အပြေးလွှတ်သွားတော့လူတွေအများများနိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေနေရာရှာရပါတယ်နေရာရှာတဲ့အခါမှာနေရာရှာတတ်ဖို့တော့လိုပါတယ်အရင်အမြင်ထိုင်လို့ရှိရင်လည်းတိတ်မမြင်ရဘဲနဲ့အနီးကပ်ထိုင်လို့ရှိရင်လည်း Dolphin တွေရေဆော့တဲ့အခါမှာရေတွေဆင်တတ်ပါတယ်ဒါကတော့ကျွန်တော်တို့ပရိသတ်တွေတဲကခလင်းမလေးတဲ့ကိုခေါ်ပြီးတော့ Dolphin လေးကိုငားကြွေးပြီးတော့သူ့လို့လိုက်လို့ပြခိုင်းတာဖြစ်ပါတယ်သူတက်တာပြရင် Dolphin လေးကလည်းတက်တာပြပါတယ်ဒါကတော့ကျွန်တော်တို့နေအောင်ကင်မရာရောဖုန်းတွေရောအသုံးပြုပြီးတော့ Dolphin Show ကိုတေချာလေးမှတ်တမ်းတင်နေရပါ
ဒေါ်ဖင်ရှိုးကနာနိုင်ရဲ့အချိန်မှာအောက်ကနေလူတွေကပြိသက်တွေကိုမပြင်းအောင်ဘုံနေတီးပြီးတော့အလှပအကမျိုးစုံနဲ့တေချာလေးဖျော်ပြပေးပါတယ်ဒါကတော့ရှေ့ကနေလူဦးတယောက်ကဒေါ်ဖင်လေးတွေကိုခိုင်းနေရပါဒေါ်ဖင်လေးတွေအခုလိုမျိုး၃កောင်အပေါ်တက်ပြီးအောက်ပြင်ဆင်းရင်ရေတွေအတော်ဆင်းပါတယ်ရေတွေအတော်ဆင်းတဲ့အတွက်ကျွန်တော်တို့တွေတပတ်လေးနဲ့ပါတေချာလေးကာထားရပါတယ်ဒေါ်ဖင်ရှိုးကပြန်ရေရောက်ကဘာကိုထပ်သွားပြီးတော့ကျွန်တော်တို့တွေရှားပါမျိုးစိတ်လေးတွေဖြစ်တဲ့ရေပွဲလေးတွေငလေးကြောက်လေးတွေကိုလည်းတေချာလေးမှတ်တမ်းတင်ပါတယ်မှတ်တမ်းတင်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့တွေစီးရတာအားမရသေးတဲ့အတွက်ရိုလာကိုစတာကိုလည်းတစ်ခေါက်ပြန်ပြီးတော့စီးခဲ့ပါသေးတယ်ရိုလာကိုစတာစီးပြီးလို့နောက်တနေရာသွားဖို့ပြင်တဲ့အချိန်မှာပဲလမ်းမှာကျွန်တော်တို့တွေငလေးကြောက်လေးတွေကိုတွေ့ရနေဝင်ပြီးတော့ကန်ကြည့်ခဲ့ပါသေးတယ်ငလေးကြောက်လေးတွေကန်ကြည့်ပြီးရနဲ့နောက်တစ်ခုသွားမဲ့ဟာကတော့ကျွန်တော်တို့တွေ ice wall ပဲဖြစ်ပါတယ် ice wall မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဖြန်နေပင်ကွင်းတွေကိုအနီးကပ်လေ့လာလို့ရပါတယ်ဒီဖြန်ကြီးဆိုလို့ရှိရင်ကျွန်တော်ပထမဦးဆုံးမြင်ဘူးတာပါကျွန်တော်ဘဝမှာဒီလောက်ကြီးတဲ့ဖြန်မျိုးတစ်ခါမှမမြင်ဘူးပါဘူးဖြန်နေပင်ကွင်းနေရေရောက်ကဘာမှာရှိရဲတတဝမျိုးစိတ်အားလုံးကိုလေ့လာပြီးမှတ်တမ်းတင်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့တွေစီဝေါ်ဆိုတဲ့နေရာကြီးကိုတက်တာပြနှုတ်ဆက်ရင်းနဲ့ကျွန်တော်တို့တွေအိမ်ပြန်ခဲ့ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်ကြောင့်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ